အေးမရှိတဲ့ရှင်သာလို့ရတယ် MNDAA မရှိတဲ့ရှင်သာလို့ရတယ် KIA မရှိတဲ့ KNU မရှိတဲ့အေးအဓိကတက်မတော်မရှိမြန်မာပြည်မှာရှင်သာလို့မရဘူးဆိုတာမင်းတို့မှတ်ထား အားလုံးပဲမင်္ဂလာပါတော့ဒီလေးရှင်တွေမှာကြိုးစားပါစေနေစဉ်တဲ့ကောင်းများကိုသင်ပေးတော့မို့လို့ subscribe လေးလုပ်ဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးတင်များကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာတက်မတော်နဲ့တက်မတော်သားမရှိဘူးဆိုရင်မြန်မာပြည်ပြည်ပြတ်မိစ္ဆာတွေအကုန်လုံးရဲ့ဝါမျိုးချင်းကိုခံရပြီးလူမျိုးပါပျောက်သွားနိုင်တယ်မြန်မာနိုင်ငံမြန်မာလူမျိုးရဲ့ကျေးဇူးရှင်ကတက်မတော်နဲ့တက်မတော်သားတွေပဲဖြစ်တယ်အဲ့ဒါကိုဘယ်တော့မှမမေ့နဲ့အဲ့ဒါအမှုပညာသမားတွေလည်းမဟုတ်ဘူးဘာကောင်တွေမှမဟုတ်ဘူးအဲ့ဒီကောင်တွေကနော်အဲ့တော့တက်မတော်နဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေနော်အဲ့တော့ကျွန်တော်ကအမြဲတမ်းကောင်းအောင်ကောင်းကျိုးကိုပြောသလိုမကောင်းရင်မကောင်းတော့ကိုပြောတယ်ပြင်းဦးလေးပါမြေကနေကိစ္စအမှန်တရားလေဘာလို့မပြောရဲရမှာလဲဟုတ်လားနော်အခုဗိုလ်ချုပ်ကြီးတယောက်လာစစ်လိုက်မယ်နော်ရောက်လိုက်မယ်ဗိုလ်ချုပ်ကြီးကဓမ္မသမတ်ကြတယ်သူ့ရဲ့ရာဇဝင်သမိုင်းမရိုင်းဘူးနာမည်သုံးလုံးနဲ့ဂျာတာပရိသားဂျာတာပရိထိတ်ကပဲနာမည်ရတော့နော်နောက်ဆုံးကဥက္ကနဲ့ဆုံးတာနော်အဲ့တော့သူဒီဓမ္မသမတ်ကြတဲ့အတွက်ပြည်ဦးတွေပြည်သူလူထုဧကနေဟာပြည်သူလူထုတွေကအဲ့ဒီဗိုလ်ချုပ်ကြီးလာမယ်ဆိုတဲ့အရာကိုကြိုးစုံနေကြတယ်သူတို့ကဒီဗိုလ်ချုပ်ကြီးရဲ့သမိုင်းစင်လာကိုတချို့တို့ဆရာများဘာဖြစ်တယ်ညာရှိနော်သူဘာသူဘာပဲဘလို့ပဲဖြစ်ပေါ့ဗျာနော်ဗိုလ်ချုပ်ကြီးကဓမ္မသမတ်ကြတယ်ဗိုလ်ချုပ်ကြီးကလာပြီးတော့စစ်မယ်ဆိုရင်နော်ပြည်သူလူထုအတွက်တရင်ကောင်းပဲကြားရမှာဖြစ်တယ်နော်အဲ့တော့ငကိုတွေကဆာရစာတန်းတွေဒါတွေရှိခဲ့ပြီးသားတွေဖြစ်တယ်အဲ့တော့ဗိုလ်ချုပ်ကြီးလာလို့ရှိရင်ကျွန်တော်တို့ကျမတို့အတွက်အားကိုးရမယ်ဧကနေရတော့အားကိုးရမယ်ဗိုလ်ချုပ်ကြီးပဲဖြစ်မှာပါဗိုလ်ချုပ်ကြီးအမှန်ကန်ပဲဗိုလ်ချုပ်ကြီးဆုံးဖြတ်နိုင်တဲ့လူတစ်ယောက်ပဲဖြစ်မှာပါဆိုပြီးတော့ပြင်ဦးလည်းမှာအခုကြွေးကြော်နေကြပြီဖြစ်နေကြပြီကျွန်တော်တို့ကခေါင်းဆောင်ဆိုတော့အဲ့လိုခေါင်းဆောင်ကိုလိုချင်တာဗျတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ခေါင်းဆောင်ကိုလိုချင်တာနိုင်ငံတော်ကိုဟိုလူကြီးတွေလွှဲကြပြီးတော့လူကြီးရဲ့သားသမီးတွေကိုလွှဲကြပြီးတော့မှအောက်မှာမြေခွက်ရိုက်ပြီးရောင်းတဲ့စောက်စစ်မရှိတဲ့ဝန်ထမ်းမျိုးကျွန်တော်တို့မလိုချင်ဘူးလာကြည့်ဟုတ်လားဟုတ်တယ်ခင်ဗျားမလူထုတ်ပေးတာလေထုတ်ပေးတဲ့ကောင်တွေရင်ဖမ်းလုံးအဲ့မှာလုံးတဲ့ကောင်တွေအကုန်ဖမ်းဟုတ်လားဒါမျိုးလေပြည်သူလူထုကိုပြန်ကြည့်မဲ့ပုံကိုမျိုးနိုင်ငံတော်ခေါင်းဆောင်မျိုးနော်အစင်းစင်းပေါ့ဗျာတိုင်းမှုဝင်ကြီးချုပ်ကစရမှုဟုတ်လားပုံဘဒူအဲ့လိုခေါင်းဆောင်မျိုးတွေလိုချင်တာလေအဲ့ဒါမှပြည်သူနဲ့ဆိုရကြမှာတားဇာတာနဲ့တင်းနေမြတ်ရှိပြီးတော့မှတိုင်းပြည်ကောင်းသားမှာပေါ့ဟာငါတို့လေးစားတဲ့လူဒီလိုသမိုင်းမရိုင်းအောင်လုပ်ရမယ်ခေါင်းဆောင်မျိုးတွေရှိတယ်နော်ဒီဗိုလ်ချုပ်ကြီးတကယ်ကောင်းလားနော်လာပြီးမနေ့ပြန်ကြစစ်ပလေဘလို့စစ်ပေါ့ဟုတ်လားနိုင်အောင်စစ်ပြူးလေမြေစင်းတို့ဘာလို့တစ်တော်တို့ဘာလို့ကုန်စစ်ရှုပ်တယ်စစ်လာစစ်အကုန်လှုပ်ရှားနေတာမေလိုးတွေငါလိုမှမေလိုးတွေရှင်းလားနော်တဲ့ဆဲတာမင်းတို့လှုပ်ရှားနေတာဟုတ်လားမဟုတ်လားပြူးတွေတစ်မျိုးလုံးသိတယ်နော်တဲ့ပြောတာမင်းတို့ရှင်းနိုင်လားမင်းတို့မြေစင်းရုံရှင်းနိုင်ရှင်းလေထွေအုပ်ရှင်းနိုင်ရှင်းပေါ့နော်ကျူးမဟုတ်ဘူးတစ်တော်ပြေမဟုတ်ဘူးကဲ့နေဆိုပြီးတော့မှလှုပ်ပြီးတော့လှုပ်တာနေမင်းတို့တွေအားလုံးအောက်ကနေဝမဝဒီရလို့သလိုမင်းတို့မိန်ပြီးတော့နေပြီးတော့ယူသွားတာမင်းတို့တာဝန်ယူမှုတာဝန်ခံမှုမရှိလို့ငါတို့ရဲ့ဆိုးရတွေမင်းတို့အောက်ခြေအကျင့်မြတ်ချထားတဲ့ဝန်ထမ်းတွေရှိလို့ငါတို့အစိုးရကိုနော်နိုင်ငံတကာရောပြည်တွင်းထဲမှာပြည်ပမှာရှိတဲ့လူတွေအားလုံးတိုက်ခိုက်ခြင်းခံခဲ့ရတာစစ်တပ်ကကောင်းတယ်တပ်မတော်ကကောင်းတယ်တပ်မတော်ကာဝေးဦးစီးချုပ်တွေကောင်းတယ်မင်းတို့အောက်မှာလှုပ်ချင်တိုင်းလှုပ်တဲ့ဝန်ထမ်းတွေကြောင့်အစိုးရရောတပ်မတော်ဒီနေ့ဒီချိန်ထိပြည်သူလူထုကမုန်းတီးနေတာယွန်းနေတာအဲ့ဒါမင်းတို့ဝန်ထမ်းတွေမကောင်းလို့ကွာအဲ့ဒါမှတ်ထားရှင်းလားကြိုက်တဲ့ပုံစံနဲ့ကြိုက်တဲ့နေရာမှာတွေ့လို့ရတယ်ရှင်းတယ်နော်
ကြိုက်တဲ့နေရာမှာတွေးလို့ရတယ်ပြည်သူလူထုနဲ့ကြားမှာအစိုးရနဲ့ကြားမှာမင်းတို့မကောင်းဆိုးဝါးတဲ့ဝန်ထမ်းတွေအကျင့်ပြတ်ချထားတဲ့ကောင်တွေရှိလို့အစိုးရကနိုင်ငံတိုင်းပြည်အတွက်တဲ့မှတ်လို့မရဘူးဖြစ်နေတာမင်းတို့ကိုယ်တိုင်ကမကောင်းတာထွက်မင်းတို့ကောင်းနေထွက်မင်းတို့ပတ်စံချမ်းသာနိုင်ငံခြားပြေးတော့သွားနေတော့ဒီနိုင်ငံမှာမနေနဲ့မင်းတို့စောက်ကြည့်မကောင်းဘူးမင်းတို့ငါတို့နိုင်ငံကိုဖျက်ဆီးတဲ့ကောင်တွေဖျက်ဆီးတာမင်းတို့အောက်တန်းစားတွေပြောပြီးပြီပြည်သူလည်းပြည်သူလိုနေလို့ပြောပြီးပြီနော်တလုံးတို့နှလုံးတို့သုံးလုံးတို့ဖမ်းမဖမ်းခံပြီးပတ်စံပေးအဲ့လိုနဲ့ဝရချီးလဲနေတင်းလဲနေတာဟောစောနာလိုရဲမှုကြီး KTV သွားအခုရဲမှုကြီးဆလင်းမှာပါဘယ်မှာလဲကောင်မလေးတယောက်ကပြစ်တက်သွားတာမနေ့ကလားမနေ့ပိုင်းမှာလက်ဖိတ်ဆိုင်မှာလုံတော်ဥပါမမရှိတော့ဘူးလေ KTV တဲ့သွားပြစ်တက်ခံရစောက်ချက်ခွဲပြီလေကိုယ်ဖွဲ့စည်းရ KTV သွားကိုယ်ဖွဲ့စည်းကိုကမသိချင်အောင်ဆောင်ပြီးတော့ကိုမိသားစုနဲ့ကိုသွားပေါ့ရဲမှုကြီးမှသိနေရဘာလို့သွားမလဲအိမ်မှာပဲဆိုလိုက်ပေါ့ပြီးရောပေါ့မဟုတ်ဘူးလားဖာကြခြင်းနဲ့လူမသိသူမသိအောင်ခေါ်ချလိုက်ပေါ့ရှင်းရောလူတွေအကုန်လုံးသိရောဒါညောင်ဦးကရဲမှုကြီးပါတတ်နိုင်ဦးပါသွားပြီပေါ့လိပြီပေါ့နော်စစ်သားတွေတကယ်တိုက်တဲ့စစ်သားတွေတကယ်တိုက်တဲ့ရဲတွေခဏတော့ကြောက်နာမည်ပြက်တာပေါ့ငါဆောက်လို့တတိုင်းပြည်လုံးဆောက်လို့ငါအုတ်တစ်ချက်တဲပွင့်အနေနဲ့နော်အုတ်တစ်ချက်တဲပွင့်အနေနဲ့ပြည်သူအနေနဲ့ငါဆောက်လို့ကွာဘာဖြစ်လဲလီးဖြစ်လားတဲ့ပြောတာလေဟုတ်လားမင်းတို့မလုံးနဲ့လို့ပြောမင်းတို့ personality မင်းတို့ကမင်းတို့လုံးမင်းတို့ခံထားတဲ့သစ္စာခံထားတဲ့အဖွဲ့အစည်းကကြာရှုံးတယ်ဟာကြားလားမင်းတို့ဥစ္စာတွေမပြောရင်လူမသိဘူးလေပြောလာတော့ဗီဒီယိုပိုင်းနဲ့ပြောလာတော့မှတော့လူသိပြီပေါ့သိရင်ပြောရမှာပဲလေလူမုံများပရိသေဗျာလောကမှာအသက်တောင်ပေးပြီးတော့သေပရိသေတော့မတတ်နိုင်ဘူးလူမုံချင်းမမုံချင်းတွေအဲ့မေလို့မုံနဲ့မေလို့လေကျွန်တော်ဓမင်းတစ်လုံးမှလာကြွေးထားတာမဟုတ်ဘူးကျွန်တော်ဓမင်းကျွန်တော်စားတာတာရှင်းလေတိုင်းပြည်ကိုဒီလိုကောင်းအောင်မပြုတ်ပြင်ဘယ်လိုပြုတ်ပြင်မလဲကဲကျွန်တော်အမှန်တရားကိုပြောတာကိုမကြိုက်ဘူးဆိုရင်ဒီတိုင်းပြည်ဘယ်လိုလုပ်မလဲကျွန်တော်ပြောတဲ့တဲမှာပြည်သူကိုလည်းဖမ်းလို့ပြောပြီးသားဒီတလုံးနှလုံးသုံးလုံးတွေဘလုံးပွဲတွေဂျင်ဝိုင်းတွေဖဲဝိုင်းတွေအကုန်ဖမ်းကုန်ထောင်ချရဲရဖမ်းဘာမှမျိုးတိုင်းမှာတိန်စီရတဲ့ပစ္စည်းတွေကနည်းနည်းပါးပါးဘာညာဆံမကလာလုပ်ပြီးတော့ဖမ်းမူးစေပါဖမ်းတော်ကိစ္စဘာမှပြောတာမဟုတ်ဘူးပြည်သူစစ်ဟိုနေ့ကပြောပြီးတယ်မြို့ခံပြည်သူစစ်ကြတော့မေလိုကမောက်လိုက်ခုံလိုက်လို့တယ်ဟိုမဘာကောက်လောက်ကလာဖွင့်လိုက်အမရွှေပြည်သားတို့ဘာလို့မှဖွင့်တဲ့ပြည်သူစစ်ကြတော့ကာစီနိုတွေဖွင့်ထားတဲ့အားကြတော့မဖမ်းဘူးဆိုတော့လီးပဲရမှာပေါ့မင်းတို့ကတရားဥပဒေစိုးမိုးတာလီးကိုစိုးမိုးတာလားဟဲ့ဖေးစစ်သားသားစစ်သားယောက်ျားတွေမှာစစ်သားလုပ်ဘူးလေကောင်နော်ရှင်းလားဥက္ကဋ္ဌညို့ကိုယ်တိုင်စစ်တပ်တဲ့ဝင်ခိုင်းလို့ဝင်ခဲ့တာကွာရှင်းပြီလားလီးကိုပဲကြောက်မယ်မင်းတို့မကြောက်လို့ဒီလိုပြောနေတာပေါ့တိုင်းပြည်ဒီလိုမလုပ်ရင်ဘယ်လိုကောင်းမလဲဘလို့ဦးမင်းအောင်လိုက်ကောင်းအောင်တာပဲလုပ်ပြဒီဝင်တဲ့ကျင်းမြတ်ချသားနေဦးမင်းအောင်လိုက်ပဲဆဲခံနေရမှာပေါ့ဝင်တဲ့တွေအကုန်လုံးတပါးနဲ့လိုက်ပါမှာပေါ့ဗိုလ်ချုပ်ကြီးတော့အစ်စ်နေတင်ထားတဲ့ဗိုလ်ချုပ်ကြီးတွေအစ်စ်နေအကုန်လုံးသူတို့ကောင်းတယ်သူတို့မကောင်းတာမဟုတ်ဘူးအောက်ကကောင်တွေကငါဘဒူနဲ့ပိုင်ပါတယ်တို့ငါဘဒူပါတို့ဘဒူကိုပါတို့ဘဒူညီပါတို့ငါဘာဖြစ်ပါတယ်တို့ငါလိုမဟိုင်းမေလိုတွေအကုန်ရှင်းအကုန်ထောင်ချရှုပ်တယ်ပိုင်လီကိုပိုင်ဒီခေတ်မှာပိုင်လို့မရအောင်နော်ငါမြန်မာနိုင်ငံမှာငါစပီကာနေရာမှာရှိတယ်အကုန်ပေါ်တော့မှာအကုန်အော်မှာငါစပီကာပဲနော်ငါစပီကာတယောက်အနေနဲ့စစ်တရင်နဲ့ရမယ်ဝန်ထမ်းကြီးပြချသားတာလည်းရမယ်ပြည်သူတွေမဟုတ်တာလုပ်တာလည်းရမယ်အခုလို့လက်သုံးချောင်းထောင်ပြီးတော့မှ PDF ထောက်ဖို့တဲ့သတင်းတွေလည်းရမယ်ဟုတ်လားဒါတရားမျှတတာပဲလေဒီတက်မျှတတာဘာရှိလဲဟုတ်လားထောက်ဖို့လုပ်နေတဲ့ကားတွေလည်းငါဖမ်းခိုင်းတာပဲ
နောက်ချိုတော့ဘာလို့တော့ဖို့လုပ်နေလူတွေငါတို့ဖမ်းခိုင်းတာပဲဖမ်းပြီးပတ်စံယူပြီးသူတို့ပြန်လွတ်လာတော့ငါဆောက်လို့မဟုတ်ဘူးငါကိုယ်တိုင်တိငါကိုယ်တိုင်ပြောမှာပဲငါအဲ့ဒါငါရဲ့တာဝန်လေငါပြောပြီးသားငါအုတ်တစ်ချက်တဲတဲ့ပွင့်လို့ဒီနိုင်ငံတော့ငါအသက်ပေးပြီးသားလို့ဘာဖြစ်လဲတေမှာကြောက်မလားဘ누구ကြောက်မှာတော့နောင်ချိုးချင်းနေမကြရင်ရတော့မယ်ဟုတ်ပြီလားနောင်ချိုးချင်းနေမွေးနေပြန်ရတော့မှာနော်နောင်ချိုးသွားတော့မှာနောင်ချိုးမှာကမှာကျုပ်တို့ကဆင်းအောင်ဆင်ပြီးနေပြီနောင်ချိုးသွားကဖို့မလိုက်ထွက်တွေပါငားပြီးလိုက်ထွက်တွေဘောက်တွေနော်ဟိုခင်ဗျားတို့ဟိုတစ်တော့မှာတက်နေတဲ့ဟိုင်းကန်းတွေရလို့လေကမလို့သိရမလားအဲ့လိုမျိုးကျုပ်တို့ကတော့မူးစီဝါမလုပ်တတ်ဘူးကျုပ်ကတော့အရက်တော့ပြီးကမှာရှင်းရှင်းလေးပဲနောင်ချိုးသွားကမှာနောင်ချိုးဆိုင်းဘုံမှာသွားကမှာဂုံတွင်းမှာသွားကမှာနော်နောင်ချိုးသွားကမှာနော်အမကလဘေးနေပါလေငါ6ကြော်တွေပါရင်နဲ့သွားပြီးကြိတ်တော့မှာနော်ကြာတော့စောင့်ကြည့်နေလိုက်နော်တောင်းခမ်းလဲသွားမှာအခုအလူတကူကအရန်ရေးကြည့်နေတဲ့အလူတကူကိုသွားမှာမို့လို့